မရဘူးအဲ့လိုရဟန်းတွေကအဲ့လိုနေခွင့်ကိုမရှိတာရဟန်းတော်တွေကကတ်မဲ့လို့မရှိရင်အဲ့နေရာမှာနေကုန်မနေရတာဆုံးကတ်မဲ့လို့မရှိရင်ရှိတဲ့နေရာကိုသွားရမှာပဲကိုယ့်အောင်ကောက်စားခွင့်မရှိတာတောထဲမှာငါတပါးတည်းနေတာငါကောက်စားမယ်ဆိုမရဘူးသူကအဲ့တော့ဒီနေရာမှာကတ်မဲ့လို့မရှိရင်ကတ်မဲ့ချင်လူရှိတဲ့ရွာကိုရောက်အောင်သွားရဟန်းဒါပဲရဟန်းဆိုတာရွာတရွာကိုမပြူရမှာပဲတော့မှနေရွာမှာဆုံးခံဒီလိုပဲနေရမယ်အဲ့တော့ယသိမှမဟုတ်တာယသိဆိုရင်တော့ကောက်စားလို့ရတာပေါ့တော့ယသိဆိုတာကတပင်အောင်ကောက်စားလို့ရတယ်ဘုန်းကြီးဆိုတာခူးလို့လည်းမရဘူးကောက်စားလို့လည်းမရအောင်ဦးစင်းပြောဥပါတယ်ဝိထွတ်တပုတ်တီဟိုကလေနော်ရဟန်းကတ်ဆိုင်တဲ့အခါမှာဆုံးကတ်မဲ့လို့မရှိဘူးမရှိတော့ရဟန်းတစ်ပါးကဆုံးမစားရအောင်ရွာတွေကလည်းဆုံးဒုက္ခရောက်နေတယ်9ရက်တိတိရှိပြီဆုံးမစားတာ9ရက်တိတိရှိပြီဒါပေမဲ့သူခရီးသွားရင်းနဲ့တရက်ပင်တပင်အောက်ရောက်လာတယ်တရက်ပင်အောက်မှာတရက်တိတဲ့အများကြီးကြွေကြနေတယ်သူကောက်စားမယ်ဆိုကောက်စားလို့ရတယ်ဒါပေမဲ့သူဝိနည်းတော်မှာကကောက်စားခွင့်မရှိဘူးဆိုတဲ့ဥပဒေရှိတဲ့ကြောင့်သူလုံးဝမကောက်ဘူးတရက်ပင်အောက်မှာဒီလိုပဲလဲနေလိုက်တာအဲ့ဒီအချိန်မှာတခါတယောက်ကလာပြီးကောက်ပြီးတော့တရက်တိကိုညနေပဲဖြစ်သွားတော့ကတ်လို့မရတော့မကတ်တော့သူအဖျော်ရေးဖျော်ပြီးတော့ကတ်တယ်သူ့မှာပါတဲ့ရေဘူးနဲ့တရက်တိအမှက်ကိုအေးဖျော်ပြီးတော့ကတ်လိုက်တယ်ဆိုတော့အဲ့လိုမျိုးထုံးနေစင်လာနေရှိတယ်ဒါကြောင့်ကျွန်တော်ရဟန်းဆိုတာကဘယ်နေရာရောက်ရောက်ဘယ်ဒေသရောက်ရောက်မကတ်ရင်ကောက်စားလို့ကိုမရတာငါတောထဲမှာတပါးတည်းနေတယ်ငါကူအောင်မကျင့်တယ်ဟုတ်လားတချို့ရှိတယ်ဦးတင်ကြားဘူးတယ်ဘယ်ဆရာတော်တော့မပြောတတ်တော့ပါဘူးဟိုအဋိဌံဝင်တယ်လုံးဝစကားမပြောဘူးဆိုပြီးတော့ပေါ့နော်ကူအောင်ကျင့်တယ်3လတို့3နှစ်တို့တချို့ကျင့်တဲ့ဆရာတော်တွေရှိတယ်အဲ့တော့တချို့ဒကာမတွေကအဲ့ဒီဆရာတော်အတွက်စံနေစီတွေတချို့ကမုံချောက်တွေသူမျိုးတန်ခွေထဲမှာအပြစ်ထားပေးရတယ်ဘယ်သူမှမဝင်နဲ့တော့မတွေ့နဲ့တော့ဆရာတော်ကသူကအဲ့လိုမျိုးသူက3လစာအပြီးသူက3လစာအပြီးဆရာတော်တွေတခါတည်းကူထဲမှာထည့်ထားပြီးသားဆိုတော့ရဟန်းတွေအဲ့လိုလုံးလို့မရဘူးနော်ဒါသိရမှာဒကာဓမ္မတွေသိရမှာရဟန်းဆိုတာအဲ့လိုလုံးလို့မရဘူးတချို့ကအရန်အထင်ကြီးသွားတာအာဟာတကယ်ဟုတ်တယ်မဟုတ်ဘူးဒါလုံးဝတရားလည်းမရဘူးအဲ့ဒါမျိုးကတရားလုံးဝမရဘူးအဲ့ဒီပုဂ္ဂိုလ်တရားတော့လုံးဝတရားမရဘူးဟုတ်တော့ဝိနည်းရုပ်ဖြောင်းချိုးဖောက်နေတာဘလုံးဝမရအောင်အဲ့တော့အဋိဌံဝင်တာသူ့အတူဟုတ်ကောင်းဟုတ်မယ်ဒါပေမဲ့တရားမရဘူးမရဘာလို့လဲဆိုတော့ဝိနည်းကိုဖြောင်းချိုးဖောက်တာရဟန်းတော်ဆိုတာအဲ့လိုမျိုးတိမ့်ထားခွင့်မရှိသလိုအကက်မခံမနဲ့စားလို့မရအောင်ဟုတ်ပြီနော်အဲ့တော့ဆိုင်းနေစီတွေအကက်ခံလိုက်မယ်ပြောပြီးရှင်းပါတယ်မှာကျွန်တော်တိုင်နိတိဆိုတာရှိတယ်လေတရက်စာတရက်ပဲကက်ခံရတာနောက်နေ့အတွက်ကိုကြိုနေကက်ခံထားခွင့်မရှိဘူးနော်အရုံးမတက်ဘဲနဲ့ဘယ်စားစားမှကက်ခံလို့မရအောင်အဲ့ဒါ6လစာကြီးကိုတခါတည်းကက်ခံထားမယ်မရဘူးနော်ကဲငါ့ကိုတနည်းစာအပြီးကတ်ထားလိုက်မင်းတို့ဘယ်သူမှမလာနိုင်တော့ဆိုမရဘူးနော်ဒါလွဲနေတာနော်ဒကာမတွေလုံးဝမလုံးနဲ့မလုံးကောင်းဘူးအဲ့ဒါတွေကနော်တနည်းစာတနည်းပဲကတ်ရမယ်နော်တနည်းစာတနည်းပဲကတ်ရမယ်အဲ့တော့မကတ်ဘဲနဲ့ထားခဲ့တာလည်းမလုံးရသလိုကြိုတင်ပြီးကတ်ထားတာမျိုးလည်းမလုံးအောင်အဲ့ကြောင့်တော်ထဲမှာဂူအောင်ကျင်တာလို့6လစာတော့မလုံးကိုမလုံးရတာမဆဘူးနော်မဆဘူး